အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ Absolute Zero လို့ခေါ်တဲ့ enemy အရှိဇလန်လေးအကြောင်းပဲဖြစ်ပါတယ်တိုယူဆိုတဲ့ကောင်လေးကအိပ်ပျော်နေတဲ့ Rancher ကိုတောင်လက်သိချင်းရှင်ထိုးလို့အနိုင်မရနိုင်တဲ့အောက်ရှိအဆင့်ပီတာလေးဖြစ်ပါတယ်ဒါပေမဲ့အစွမ်းထက်တဲ့အမိုက်စားမမတယောက်နဲ့အခန်းပေါ်ဖြစ်လာပြီးသူမရဲ့တင်မားတွေကိုရောသူ့ရဲ့ရန်သူတွေကိုပါစတင်ရိုက်နှက်ဆုံးမချိန်မှာတော့အရာအားလုံးကပြောင်းလဲသွားခဲ့ပါတယ်ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ပရိသတ်တွေကိုတောင်းဆိုချင်တာလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ရဲ့အမြဲတမ်းသုံးပြနေကြမိုက်က error တက်နေတာဖြစ်တဲ့အတွက်ကျွန်တော်အဆင်ပြေသလိုလေးပဲအတန်သွင်းလိုက်ရပါတယ်အဲ့ဒီအတွက်နားလည်ပေးကြဖို့တောင်းဆိုချင်ပါတယ်ကဲအချိန်မဆွဲတော့ပဲဗီဒီယိုလေးကိုစလိုက်ကြရအောင်ဇလန်အစမှာတော့ကျောင်းပွင့်ပွဲအခမ်းအနားအတွက်ကိုယူအကယ်ဒမီကိုတွားနေတဲ့တိုယူကလမ်းမှာရှယ်ရီပင်တွေကိုငဲကြည့်နေတဲ့ဂျူလီဆိုတဲ့သပင်ငွေရောင်ကောင်မလေးကိုတွေ့လိုက်ရပါတယ်သူမရဲ့နမီမယ်လေးလိုအလှကိုမြင်လိုက်ရတဲ့ကောင်လေးကချက်ချင်းပဲစိတ်ကူးရင်ပြီးကြွေသွားခဲ့ပေမဲ့အီမာယီလို့ခေါ်တဲ့အနီရောင်သပင်နဲ့မိန်းကလေးကသူ့ကိုကြောင်းပြောင်းလာတဲ့ចောင်းသားတဲ့အဖြစ်မှတ်မိသွားပြီးအတူတူလမ်းလျှောက်မလားလို့မေးလိုက်တဲ့အခါမှာတော့သူ့ရဲ့စိတ်ကူးရင်ကပါလေးကပျက်စီးသွားခဲ့ရပါတယ်ကိုယူအကယ်ဒမီဆိုတာကလည်းတာမန်ကျောင်းတော့မဟုတ်ဘူးဗျနေထိုင်စီအားလုံးကိုကျောင်းကတာဝန်ယူပေးထားတာကြောင့်ဘဝမှာအောင်မြင်မှုသိစိတ်မဝင်စားတဲ့သူတွေအတွက်တော့ထီပေါက်တူလိုပါပဲလို့အီမာရီကရှင်းပြပါတယ်။ကျောင်းသားတစ်တွေအားလုံးခမ်းမထဲမှာစုဝေးမိတဲ့အခါကျောင်းအုပ်ချုပ်ရေးမှုဖြစ်တဲ့ Ghost Time ဝစ်စုံနဲ့ကောင်းမလေးဆာကူရာကသူတို့ကိုကြိုဆိုနှုတ်ဆက်ပါတယ်။အဲ့ဒီနောက်ကျောင်းရဲ့ထူးဆန်းတဲ့အစဉ်အလာဖြစ်တဲ့အရေးရှင်စစ်ပွဲအကြောင်းကိုမိတ်ဆက်ပေးပြီးသူတို့ဘေးမှာထိုင်နေတဲ့သူနဲ့အသင်းဖွဲ့ကိုပြောလိုက်ပါတယ်။ဒိုယူကလည်းသူ့ဘေးကအီမာရီနဲ့အသင်းဖွဲ့ကိုဆုံးဖြတ်လိုက်ပေမဲ့ဆာကူရာကဘုံတစ်လုံးကိုထခွဲလိုက်ပါတယ်။အဲ့ဒါကတော့အခုလေးတင်အတင်းဖွဲ့ထားတဲ့သူနဲ့ပဲအကယ်ဒမီမှာနေရာရဖို့ပြန်တိုက်ခိုက်ရမယ်ဆိုတာပါပဲနိုင်တဲ့သူကအကြောင်းတက်ရမှာဖြစ်ပြီးချုံတဲ့သူကတော့ထုတ်ပိုးပြီးအိမ်ပြန်ရမှာပါတိုက်ပွဲက10မိနစ်ပဲကြာမှာဖြစ်ပြီးအချိန်မီအနိုင်မရရင်2ယောက်လုံးကျောင်းကထွက်ရမယ်လို့ဆာကူရာကဆိုလိုက်တဲ့အခါမှာတော့တိုယူတယောက်ငါတော့မှားပြီဆိုတာကိုသိလိုက်ရပါတယ်ကျောင်းသားတွေကြားထဲမှာထိတ်လန့်တုန်လှုပ်နေစင်မှာပဲအီမာရီကဒါ Squid Game လိုမျိုးအဓိပ္ပာယ်မရှိတာလို့ကန့်ကွက်နေပြီးမြဲဆာကူရာကတော့ဂယူးမဆိုင်ပဲစာမေးပွဲဖြေဖို့ပဲအမိန်ပေးပါတယ်ဒီအကယ်ဒမီကကျောင်းသားတွေအားလုံးဟာမြန်မာတဲ့တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့သူတွေဖြစ်လို့အားနည်းတဲ့သူတွေကိုစနစ်ထဲကနေဖယ်ရှားဖို့အတွက်ဒီစာမေးပွဲကမဖြစ်မနေလိုအပ်တယ်လို့ဆိုပါတယ်တိုက်ပွဲစပြီးဆိုတာနဲ့ဂျူလီကသူမရဲ့ဝိညာဉ်လက်နက်စွမ်းအားကိုအရင်ဆုံးထုတ်သုံးပြီးပြိုင်ဘက်ကိုအလဲထိုးလိုက်ပါတယ်။အခြားကျောင်းသားတွေကလည်းသူမနောက်ကိုလိုက်ကြပြီးအဲ့ဒီခန်းမကြီးကတကြောင်လုံးပိတ်ဆို့မိန်မထုတ်ပြန်ခင်တရက်အလိုကစူပါမားကတ်စတိုးဆိုင်လိုမျိုးရုပ်ရုပ်တဲတဲတွေဖြစ်သွားပါတော့တယ်။ချိုးချက်ခတ်နေတဲ့အချိန်တွေမှာအီမာရီကတိုယူကိုတိတ်ခတ်ရှိရှင်ပြိုင်ဖို့စင်ခေါ်လိုက်ပါတယ်။သူမရဲ့ဝိညာဉ်လက်နက်ကိုအသက်သွင်းပြီးတိုက်ခိုက်ပြီးမှကောင်လေးကတော့စွမ်းအားတွေကိုမသုံးမဲ့ရှောင်တိတ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမြားတူတစ်ခုကသူ့စီကိုပြန်လာတာကြောင့်တိုယူရဲ့ဝိညာဉ်လက်နက်ကိုအသက်သွင်းလိုက်ရပြီးအဲ့ဒါကဒိုင်းတစ်ခုဖြစ်နေတာကိုအလုံးတွေးလိုက်ရပါတယ်။ဝင်းညစ်စွမ်းအားတွေကများသောအားဖြင့်ဓာတ်တို့လှန်တို့လိုတိုက်ခိုက်လက်နက်အဖြစ်ပြောင်းလဲလေရှိတာကြောင့်ဒိုင်းတစ်ခုဖြစ်လာတာကိုမြင်ပြီးအီမာရီကအံ့ဩသွားပါတယ်။ဒါပေမဲ့တိုယူကသူ့ရဲ့အတိတ်ကပုံရိပ်တွေကိုမြင်အောင်လာပြီးပြန်တိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အီမာရီရဲ့ဓာတ်ကိုသူ့ရဲ့ဒိုင်းနဲ့ကားလိုက်ပြီးအခြားတစ်ဖက်ကလက်သီးနဲ့သူမရဲ့ဝမ်းပိုက်ကိုထိုးလိုက်ရာသူမကခမ်းမတစ်ဖက်ကိုလွှတ်ထွက်သွားပါတယ်။အချိန်စစ်သွားတဲ့အခါရက်နေနိုင်တဲ့တိုယူကအောင်နိုင်သူဖြစ်သွားခဲ့ပါတယ်။ဆာမွေးပြေးသွားတဲ့အခါဆာကူရာကသူတို့ကိုဂုဏ်ပြုစကားပြောပြီးတနေ့မှာအကောင်းဆုံးအတွက် Absolute Zero အဆင့်ကိုရောက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်။ချုံသွားတဲ့အီမာရီကလည်းဒီဝိညာဉ်လက်နက်တွေကဝိညာဉ်ကိုပဲနာကျင်စေတာကြောင့်အပြင်ဘက်တန်ရမရတာကိုသိသွားပြီးတိုယူရဲ့ညှတာမှုကိုကျေးဇူးတင်ကပြုံးပြုံးလေးနဲ့ထွက်ခွာသွားပါတယ်။အဲ့ဒီနောက်တိုယူကလမ်းမမှာသူ့ရဲ့တငယ်ချင်းဟောင်းတိုယာနဲ့တွေ့ပြီးဆာကူရာရဲ့စမ်းသက်ခံကြွက်ဖြစ်လာတဲ့အတွက်ဂုဏ်ပြုခြင်းခံရပါတယ်။သူတို့အားလုံးကိုဝိညာဉ်စွမ်းအားမြင့်စေထိုးပေးထားတာကြောင့်လက်နက်တွေကိုအသုံးပြုနိုင်တာဖြစ်ပြီးတနည်းအားဖြင့်ဒီအကယ်ဒမီယာဆာကူရာအတွက်သူတေသနာလုပ်တဲ့နေရာတစ်ခုပါပဲ။ကျောင်းသားတွေအတန်းထဲမှာစကားပြောနေကြစင်မှာဂျူလီဝင်လာပြီးလူတိုင်းရဲ့အာရုံစိုက်မှုကိုရရှိသွားပါတယ်။သူမကတိုယူစီကိုအေးအေးဆေးဆေးလမ်းလျှောက်သွားပြီးရိုးရိုးသေးသေးဦးညွတ်ကသူ့ဘေးမှာထိုင်လိုက်ပါတယ်။တခုခုကြောင့်သူမကတိုယူရဲ့မျက်နှာကိုစိုက်ကြည့်နေပေမဲ့သူပစားဟားလိုက်တာနဲ့သူမကမျက်နှာလွှဲလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဂျုံမလေးဝစ်စုံတဲ့လူတစ်ယောက်ပြင်းပေါက်ကနေခုံဝင်လာပြီးသူတို့ရဲ့အတိုင်းပိုင်ဆရာမဆူကီမီဖြစ်ကြောင်းမိတ်ဆက်ပါတယ်။သူမကသူတို့ကတယောက်ယောက်ကိုအတွဲအဖြစ်ရွေးချယ်ရမှာဖြစ်ပြီးအဲ့ဒီလူကသူတို့ရဲ့အခန်းဖော်ရောလုံခြုံရေးတပ်ဖွဲ့ကပါတနာပါဖြစ်လာမှာလို့ရှင်းပြပါတယ်။တိုယူကဂျူလီနဲ့ပဲအတွဲဖြစ်ဖို့ကံပါလာခဲ့ပါတယ်။ညဘက်မှာတိုယူကတိုယာနဲ့အတူနေဖို့ကြိုးစားပေမဲ့တိုယာကသူ့ကိုနှင်ထုတ်လိုက်တာကြောင့်အခန်းထဲကိုဝင်သွားတဲ့အခါဂျူလီကရေရှိုးခန်းထဲကနေချက်အင်ကြီးတထဲထဲနဲ့ထွက်လာတာကိုတွေးလိုက်ရပြီးကောင်လေးမှာမျက်မှောင်တွေကိုမျက်နှာတွေနီလာပါတော့တယ်။အဲ့ဒီနောက်ဂျူလီကတိုယူကိုစိတ်ဝင်စားလို့အတန်းထဲမှာစိုက်ကြည့်နေတာလို့ဖွင့်ပြောပြီးအရေးချင်းစစ်ပွဲတုန်းကသူထိုးလိုက်တဲ့နောက်ဆုံးလက်သည့်အကြောင်းကိုသင်ပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့အဲ့ဒီအကွက်ကခန္ဓာကိုယ်ကိုအရင်ပင်ပန်းစေတာကြောင့်တိုယူကငြင်းလိုက်ပါတယ်။ဂျူလီကတိုယူရဲ့ပေါင်ပေါ်မှာတင်အိပ်ပျော်သွားတာကြောင့်ကောင်လေးကသူမကိုကတင်ပေါ်ကိုအသာလေးပို့ပေးလိုက်ပါတယ်။နောက်တနေ့မနက်မှာဂျူလီကသူ့ဘေးမှာလာအိမ်နေတာကိုတွေ့ပြီးတိုယူတယောက်လှမ်းသွားပါတယ်။ကော်ဖီဆိုင်ကိုတူသွားတဲ့အခါမှာလေလူတိုင်းကသူတို့နှစ်ယောက်ကတင်ပေါ်မှာပုံနှံကစားနေကြတယ်လို့အတင်းပြောကြပါတော့တယ်။အဲ့ဒီမှာတာရှီနဲ့ရှက်တက်တဲ့မီယာဗီတို့နဲ့ဆုံကြပါတယ်။တာရှီကဂျူလီအတွက်စိတ်ပူနေပြီမဲ့ဂျူလီကတော့တိုယူရဲ့ကျင်နာမှုတွေကိုထုတ်ပြောလိုက်တဲ့အခါအရှင်တွေကပိုပြီးနားလည်မှုလွဲကုန်ပါတယ်။အတန်းထဲမှာဆီယာမဆူကီမီကဝိညာဉ်စွမ်းအားနဲ့စွမ်းအားမြင့်ထားတဲ့လူသားတွေရဲ့အကြောင်းသင်ပြပါတယ်။ဝိညာဉ်လက်နက်တွေကများသောအားဖြင့်တိုက်ခိုက်ရေးပစ္စည်းဖြစ်ပေမဲ့တိုယူလိုမျိုးတိုင်းဖြစ်လာတာဟာထူးခြားချက်ပါပဲ။အတန်းပြီးတဲ့နောက်တာရှီကတိုယူကိုနားလည်မှုလွဲပြီးရိုင်းရိုင်းဆန်းဆန်းပြောခဲ့မိတဲ့အတွက်ဒူးထောက်ပြီးတောင်းပန်ပါတယ်။ဒါပေမဲ့သူမကထားတဲ့အချိန်မှာဟန်ဆောင်မီချော်လဲကတိုယူရဲ့ကိုယ်ပေါ်ကိုကြားသွားပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲဂျူလီရောက်လာပြီးသူတို့နှစ်ယောက်တိုက်ခိုက်ရေး
နီးစနစ်တွေလေ့ကျင့်နေကြတယ်လို့ထင်သွားပြန်ပါတယ်။ညဘက်မှာဂျူလီနဲ့တိုယူတို့လက်ဖက်ရည်တောက်ကြရင်ဂျူလီကသူမဟာကိုယ့်ဘာသာတင်ယူထားတဲ့သူဖြစ်ကြောင်းပြောပြပါတယ်။တပတ်ရဲ့နောက်ဆုံးရက်မှာတိုယူကဂျူလီကိုတစ်ပတ်လုံးအတွဲအဖြစ်တွဲပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပါတယ်။ရှယ်ရီပွင့်နေကြွေကြလာတဲ့အချိန်မှာတိုယူကနောက်နေ့ဒီလိုအချိန်မှလည်းအတူတူကြည့်ဖို့ကတိပေးလိုက်ပါတယ်။နောက်တစ်နေ့အတွဲမှတ်ပုံတင်တဲ့အခါမှာဂျူလီကတာရှီကိုအတွဲအဖြစ်တွဲဖို့တောင်းဆိုပေမဲ့တာရှီကမီယာဘီနဲ့တွဲဖို့ဆုံးဖြတ်ထားပြီးသားမို့လို့ညှင်းလိုက်ပါတယ်။ဂျူလီတယောက်တည်းဖြစ်ကြံခဲ့တာကိုသိသွားတဲ့အခါတိုယာကတိုယူကိုသူမနဲ့ပဲတွဲသွားဖို့ခွင့်ပြုပေးလိုက်ပါတယ်။တိုယူကနိုင်စင်မောင်မှာနေဝင်တာကိုကြည့်နေတဲ့ဂျူလီကိုရှာတွေ့သွားပြီးသူမကိုအမြဲတမ်းအတွဲဖြစ်ဖို့တောင်းဆိုလိုက်ပါတော့တယ်။နောက်တစ်နေ့မှာတော့ဝိညာဉ်လက်နဲ့လေ့ကျင့်တိုက်ပွဲတွေရှိကြောင်းဆီယာမဆူကီမီကကြီးညာပါတယ်။လေ့ကျင့်ရေးမှာဂျူလီကပိုပြီးကျွမ်းကျင်နေတာကိုတွေ့ရပါတယ်။နောက်ပိုင်းမှာတကြောင်လုံးတိုက်ခိုက်ရတဲ့ပွဲစဉ်စတင်ပြီးဂျူလီနဲ့တိုယူတို့ဟာအသင်းတော်တော်များများကိုအနိုင်ရခဲ့ပါတယ်။ဒါပေမဲ့ဆီယာမဆူကီမီရောက်လာပြီးသူမဟာအလားအလာရှိတဲ့ចောင်းသားတွေကိုဖယ်ရှားဖို့တာဝန်ပေးခံထားရတာဖြစ်ကြောင်းပြောကသူတို့ကိုတိုက်ခိုက်ပါတော့တယ်။ဂျူလီနဲ့တိုယူတို့အစွမ်းကုန်တိုက်ခိုက်ပြီးဆီယာမကိုအလဲထိုးနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာဂျူလီကသူမရဲ့ကြောပေါ်ကအမာယူကြီးကိုပြကသူမလည်းတိုယူလိုပဲလက်စားချေခြင်းနဲ့အတိတ်တွေရှိကြောင်းပြောပြပါတယ်။အခြားတစ်ဖက်မှာတော့လီလစ်ဆိုတဲ့မိန်းကလေးကရောက်လာပြီးတိုယူကိုသူမရဲ့အတွဲဖြစ်ဖို့ကန့်လန့်မိမယ်တိုယူကဂျူလီနဲ့ပဲဆက်တွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျူလီနဲ့တိုယူတို့ဒိတ်လို့ကြတဲ့အခါဈေးဝယ်စင်တာထဲမှာရှောက်လေရင်အိုက်စခရင်ဝယ်စားကြပါတယ်။အဲ့ဒီမှာလူမိုက်တချို့ကမီယာဘီရဲ့လက်ကိုဆွဲထားလိုက်တာကြောင့်တိုယူရောက်လာပြီးရံပွဲကိုတားလိုက်ပါတယ်။အဲ့ဒီအချိန်မှာလီလစ်ရောက်လာပြီးသူမရဲ့ထူးခြားတဲ့ဝိညာဉ်လက်နက်ဖြစ်တဲ့ rifle တနက်ကြီးကိုထိုးလိုက်ပါတယ်။လီလစ်ကသူမဟာအမဲလိုက်တဲ့နောက်ခံရှိတာကြောင့်လက်နက်ကတနက်ဖြစ်လာတာလို့ရှင်းပြပါတယ်။နောက်ပိုင်းမှာသူတို့အားလုံးလေ့ကျင့်ရေးစခန်းကိုသွားကြပြီးမီယာဘီကတိုယူပေါ်ထားရှိတဲ့သူမရဲ့အရှိတ်တွေကိုဖွင့်ပြလိုက်ပါတယ်။ဒါပေမဲ့တိုယူကသူ့ရဲ့အတိတ်ကအိမ်မက်ဆိုးကြောင့်သူမကိုညှင်းပယ်လိုက်ရပါတယ်။ဒါကိုမခံစားနိုင်တဲ့မီယာဘီကဝမ်းနဲ့စွာနဲ့ထွက်ပြေးသွားပြီးရန်သူဆောင်ဝစီမှာအကူအညီတောင်းကသူမကိုသူမလူသားဆက်ရုပ်တစ်ယောက်ဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။ရန်သူတွေကျူးကျော်လာတဲ့အခါအသွင်ပြောင်းသွားတဲ့မီယာဘီလည်းပါဝင်လာပြီးသူမရဲ့တငယ်ချင်းတွေကိုပြန်လည်တိုက်ခိုက်ပါတယ်။ဒါပေမဲ့တာရှီကသူမကိုဖျောင်းဖျပေးခဲ့လို့နောက်ဆုံးမှာသတိပြန်ဝင်လာပါတယ်။တစ်ဖက်မှာလည်းကီပင်ဟာတိုယူတို့ကိုဒုက္ခပေးနေတော့တိုယူကအစစ်မြင့်ဝင်းညင်မြင့်စေးကိုသုံးပြီးစွမ်းအားအသစ်တွေရရှိလာကကီပင်ကိုအနိုင်ယူလိုက်ပါတယ်။နောက်ဆုံးတိုက်ပွဲမှာဂျူလီယာအတိတ်ကဒဏ်ရာတွေကနေနိုးထလာတဲ့အမောင်စွမ်းအားတွေကြောင့်စိတ်ရိုင်းဝင်ပြီးတိုယူကိုပါပြန်လည်တိုက်ခိုက်လာပေမဲ့တိုယူကသူမကိုပွေ့ဖက်ပြီးသတိပြန်ဝင်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့တိုယူနဲ့ဂျူလီတို့ကခွဲခွာလို့မရတဲ့အကောင်းဆုံးအတွက်ဖက် absolute ဂျူလိုဖြစ်လာဖို့အတွက်လက်ရှင်တွဲပြီးခီးဆက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ဇလန်ရဲ့အဆုံးသတ်မှာတော့သူတို့နှစ်ယောက်ဟာတရက်ကိုတယောက်အမြဲကာကွယ်ပေးသွားမယ်လို့ကတိပြုလိုက်ကြပါပြီ။ဒီဗီဒီယိုလေးကိုကြိုက်ရင်တက်တယ်ဆိုရင် like and subscribe လုပ်သွားပေးခဲ့ကြပါဦး။ကျွန်တော်ကတော့ GB ဖြစ်ပါတယ်။နောက်ဗီဒီယိုအသစ်နဲ့အတူပြန်တွေ့ကြတာပေါ့။